သတင်းကြွလာပြီနေဟာနေထူးနေမြတ်လို့ဆိုရမှာပါဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်9ဝါမြောက်အချိန်ပိုင်းမှာတာဝရိန္ဒနတ်ပြည်ကိုတက်ပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရားရက်90ကြာအောင်ဟောပြောပြီးလူပြည်လူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကြွလာပြီးနေ့ပဲဖြစ်ပါတယ်ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့လို့9ဝါမြောက်တာဝရိန္ဒနတ်ပြည်ပင်လယ်ကတိပင်ကြီးအောက်မှာခင်းထားတဲ့ဣဆက်ညညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္တုကဗလာကြောက်ရှာကြီးရဲ့ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်90ကြာအောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားကိုရှည်လျားစွာဟောကြားခဲ့လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်90ကြာအောင်ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူးဒါကြောင့်မို့လို့နတ်ပြည်ကိုယူပြီးတော့မြတ်စွာဘုရားအမတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်90ကြာမြတ်တာဝရိန္ဒနတ်ပြည်မှာဟောပြီးလို့ဒီကနေ့လိုသတင်းကြွလာပြီးနေ့အခါသမယမှာအဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန်းခန်းနားနားနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်မြမအပေါင်းတွေခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလူပြည်ကိုစောင်းတန်းကြီး3သွယ်ကနေပြီးတော့တလန်းချင်းကြွလာတာပါအမတန်မှထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာပါတရားမင်းကြီးတို့ဗြဟ္မာမင်းကြီးတို့နတ်မြမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာတရားမင်းကြီးရဲ့တာဝရိန္ဒနတ်ပြည်ကစောင်းတန်းဦးကနေပြီးတော့လူပြည်လူလောကသင်္ကတ္တနဂရလို့ခေါ်တဲ့သင်္ကတ္တမြို့တကားအနီးမှာစောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေစောင်းတန်းငွေစောင်းတန်းဗရမ ्या စောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြားတဲ့လှေကားကြီး3စင်းပေါ့စောင်းတန်းလှေကားကြီး3စင်းမှာမြတ်စွာဘုရားသခင်ကိုရောမြတ်အလဲစောင်းတန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွချီတယ်ဝဲရကတရားမင်းတို့ဗြဟ္မာမင်းတို့နတ်တွေဗြဟ္မာတွေကအားလုံးကိုလိုက်ပါပြီးတော့မြတ်စွာဘုရားလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတာအဲ့ဒီလူပြည်အပြန်လိုက်ပြီးတော့ပို့တဲ့နေ့ဟာလည်းပဲခုလိုသတင်းကြွလာပြီးနေပဲဖြစ်ပါလူပြည်မှာရှိကြတဲ့ဘုရားမြတ်စွာကိုကြီးညိုကြတဲ့ဒကာတော်မတွေဘုရားမြတ်စွာရဲ့တပည့်တန်ဃာတွေ